ကလာပနှစ်ချင်းခရိယန်အသင်းတော်တနှစ်စာတမချန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး1အငယ်1မှ31ယူဒရှင်ဘုရင်အောစီမင်းယောသန်မင်းအာခတ်မင်းဟေစကိမင်းတို့လက်ထက်၌အာမုတ်ဤသားဟေရှာယသည်ယေရုရှလင်မြို့မှစ၍ယူဒပြည်နှင့်ဆိုင်သောဗျာဒိတ်တော်ကိုခံရသည်မှာထာဝရဘုရားမိန့်တော်မူသည်ဖြစ်၍အိုကောင်းကင်ကြားလော့အိုမြေကြီးနားထောင်လော့မိန့်တော်မူချက်ဟူမူကားငါကျွေးမွေးပြုစုသောသားသမီးတို့သည်ငါကိုပုန်ကန်ကြပြီနွားတော်လဲမိမိအရှင်ကိုတည်၏မြင်းတော်လဲမိမိသခင်၏မြင်းဆောင်ကိုတည်၏ဣသရေလအမျိုးသားတို့မူကားငါကိုမတိကြငါ၏လူမျိုးမူကားမစင်ကျင်တတ်ပါတကားစိုးရုပ်သောအမျိုးဒုစရိုက်ဝန်ကိုထမ်းရွက်သောလူစုမတရားသဖြင့်ပြုသောအနွယ်ဖောက်ပြန်သောသားသမီးပါတကားထာဝရဘုရားကိုစွန့်ကြပြီးဣသရေလအမျိုး၏တန်ရှင်းသောဘုရားကိုမယိုမသေးပြု၍ပယ်ကြပြီးကြောခိုင်း၍ခွာသွားကြပြီးသူတို့ကိုအဘယ်သို့ဒဏ်ပေးရအောင်မည်နည်းအဘယ်သို့ထပ်၍ဆုံးမရအောင်မည်နည်းဥကောင်းသည်အနာတတ်တတ်ရှိ၏နှလုံးသည်လည်းခွန်အားအလင်းမရှိခြေဖွားမှသည်ဥကောင်းတိုင်အောင်ကျမ်းမာခြင်းမရှိဆုတ်ရှသောအနာထိခတ်၍ရောင်သောအနာရည်ရွယ်သောအနာတတ်တတ်ရှိ၏ထိုအနာများကိုမနှိပ်မနေရအဝတ်နှင့်မစီးရဖျောင်းစီနှင့်မပြော့စေရသည်တင်တို့ပြည်သည်လူစိတ်ညံလျက်ရှိ၏တင်တို့မြို့များကိုမီးလောင်ပြီးတင်တို့မြေကိုလည်းတကြွတနိုင်ငံသားတို့သည်တင်တို့မျက်မှောက်၌စားကြ၏ရန်သူဖြတ်ပြီးတကယ်သို့လူစိတ်ငြိမ်လျက်ရှိ၏ဇီးအောင်တို့သမီးသည်လည်းစပြည့်ဥယျာဉ်၌တဲကဲ့သို့၎င်းတခွားတောင်ယာ၌လင့်စဉ်ကဲ့သို့၎င်းရန်သူဝိုင်းသောမျိုးကဲ့သို့၎င်းကြံရစ်လေ၏ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားသည်ငါတို့၌အနှဲငယ်မြကျင်းစေတော်မမူလျင်ငါတို့သည်တောတုံမျိုးကဲ့သို့ဖြစ်၍ဂေါမောရမျိုးနှင့်တူကြ၏တောတုံမျိုးကိုအစိုးရသောမင်းတို့ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုကြားကြလော့ဂေါမောရမြို့သားတို့ငါတို့ဖျားခင်၏တရားတော်ကိုနားထောင်ကြလော့ထာဝရဘုရားမိန့်တော်မူသည်ကားသင်တို့ပူဇော်သောရစ်အများကိုငါသည်အဘယ်သို့ဆိုင်သနည်းမီးရှို့၍ပူဇော်သောတိုးကောင်စူဖြိုးအောင်ကျွေးသောတိရစ္ဆာန်တို့၏စီဝူးနှင့်ငါဝပြီးနွားနှင့်တိုးတငယ်စိတ်တို့၏အသွေးကိုငါမနှစ်သက်သင်တို့သည်ငါရှေ့မှမျက်နှာပြခြင်းငါလာကြသောအခါငါတတိုင်းတော်ကိုကြော်နှင်းသောသင်တို့၌ထိုသို့သောဝတ်ကိုအဘယ်သူတောင်းသနည်းအချင်းဤသောပူဇော်တကာကိုနောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်သင်တို့မီးရှို့သောနတ်တာပေါင်းကိုငါယွန်းရှာ၏လဆန်းနှင့်ဥပုံနှင့်ပရိသတ်စည်းဝေးသောနေ့ကိုလည်းယွန်းရှာ၏အတ္တမအမှုနှင့်ရောနောသောဓမ္မစည်းဝေးခြင်းတို့ကိုတိမခံနိုင်ငါဝိညာဉ်သည်သင်တို့လဆန်းနေ့များနှင့်သင်တို့ပွဲများကိုမုံ၏ငါကိုနှောက်ယှက်เสียဖြစ်၏တီးခံခြင်းအဖြစ်ငါပင်ပန်း၏သင်တို့သည်လက်ဝါးတို့ကိုဖြန့်ချသောအခါငါသည်မျက်စိကိုလွှဲမည်များစွာသောပထနာကိုပြုကြသောအခါငါသည်နားမထောင်သင်တို့လက်တို့သည်အသွေးနှင့်ပြေကြ၏ကိုဆေးကြောကြလော့ကိုစင်ကြယ်စေကြလော့သင်တို့ဒုစရိုက်များကိုငါမျက်မှောက်မှပယ်ရှားကြလော့မကောင်းသောအကျင့်ကိုဖျက်ကြလော့ကောင်းသောအကျင့်ကိုကျင့်အပ်သောငါသင်ကြလော့တရားသဖြင့်ပြုခြင်းငါရှာကြံကြလော့ကောက်သောအရာကိုဖျောက်စေကြလော့မိဘမရှိသောသူတို့အဖို့တရားသဖြင့်စီရင်ကြလော့မုတ်ဆိုးမတို့၏အမှုကိုစောင့်ကြလော့ထ
ထာဝရဘုရားမိန့်တော်မူသည်ကလာကြတရားစီရင်ကြကုန်အံ့တင်တို့အပြစ်သည်ညီသောအစဉ်ရှိတော်လဲမိုးပွင့်ကဲ့သို့ဖြူလိမ့်မည်ဂတိပါညီနှင့်အမျှညီတော်လဲတိုးမွေးကဲ့သို့ဖြစ်လိမ့်မည်တင်တို့သည်ကြည်ညိုနားထောင်လျင်မြေအသီးနှံကိုစားရကြလိမ့်မည်သို့မဟုတ်ညင်းဆန်ပုံကန်လျင်ဓာလက်နက်ဖြင့်ဆုံးရကြလိမ့်မည်ဟုထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏တစ္ဆာရှိသောမြို့သည်အဘယ်သို့မြောက်မြထားပြန်သနည်းအထက်ကဖြောင့်မတ်စွာစီရင်ခြင်းနှင့်ပြည့်၏တရားသည်သူ၏အထဲမှနေရာကျ၏ယခုမူကားလူအသက်ကိုတတ်သောသူတို့သည်နေရာကျကြ၏တင်ဤငွေသည်လည်းချော်ဖြစ်လေ၏တင်ဤစပြည့်ရည်သည်ရေနှင့်ရောလျက်ရှိ၏တင်ဤမင်းတို့သည်ပုံကန်ကြပြီးတခိုးလက်ခံဖြစ်ကြပြီးထိုမင်းအပေါင်းတို့သည်လက်ဆောင်ကိုအလိုရှိကြ၏တစိုးကိုစားကြ၏မိမမရှိသောသူတို့အဖို့တရားမစီရင်ကြမုတ်ဆိုးမအမှုကိုနားမထောင်ကြထို့ကြောင့်ဣသရေလအမျိုး၌တကိုးကြီးသောဖျားကောင်းကင်ဘုရားသခင်အရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါတပတ်၌နေသောသူတို့ကိုပယ်ရှားပြီးမှငါချင်းရဲပြေမည်ကိုအဖို့ကိုဆောင်၍ငါရန်သူတို့ကိုအပြစ်နှင့်အလျောက်စီရင်မည်တင့်ကိုလည်းငါကင်ယူပြီးလျင်ချော်နှင့်ရှင်းရှင်းကင်းစင်စေ၍တင်ဤကြီးဖြူရှိသမျှတို့ကိုလည်းပယ်ရှားမည်တင်ဤတရားသူကြီးတို့နှင့်တိုင်ပင်မူးမတ်တို့ကိုရှေးဥစွာခံထားသည်နည်းတူတဖန်ငါခန့်ထားအောင်မည်ထိုနောက်မှတင်ဤနာမကိုတရားတော်မျိုးတစ္ဆာဆောင်သောမျိုးဟုသမုတ်ကြလိမ့်မည်စီယုံမျိုးသည်တရားအဖြင့်၎င်းမြို့သူမြို့သားတို့သည်ဖြောင့်မတ်သောအဖြင့်၎င်းရွေးနှုတ်ခြင်းကိုခံရကြလိမ့်မည်လွန်ကျူးသောသူနှင့်ပြစ်မှားသောသူတို့သည်ပျက်စီးခြင်းသို့အတူရောက်၍ထာဝရဘုရားကိုစွန့်သောသူတို့သည်ဆုံးရှုံးကြလိမ့်မည်တင်တို့သည်တတ်မှတ်ဖူးသောတပိတ်ပင်တို့ကြောင့်ရှက်ကြလိမ့်မည်တင်တို့သည်ရွေးယူဖူးသောဥယျင်တို့ကြောင့်မျက်နှာပြတ်ကြလိမ့်မည်အကြောင်းမူကားအရွက်နွမ်းသောတပိတ်ပင်ကဲ့သို့၎င်းရေမရှိသောဥယျင်ကဲ့သို့၎င်းဖြစ်ကြလိမ့်မည်ခွန်အားကြီးသောသူသည်ပိုက်ဆန်လျှော်ဖြစ်လျက်သူ၏အမှုသည်မိဘွားဖြစ်လျက်ထိုနှစ်ပါးသည်အတူလောင်ကြလိမ့်မည်ထိုမီးကိုအဘယ်သူမျှမတတ်ရကျောင်းနာရသူတဦးစီတိုင်းပေါ်ဘုရားခင်တာ၍ကောင်းချီးပေးပါစေကောင်းကင်နေမြေကြီးကိုဖန်ဆင်း၍လူသားအပေါင်းတို့ကိုတန်ရှင်းစေလျက်မိမိမေတ္တာတော်နဲ့ထိုက်တန်သောသူဖြစ်ရွေးကောက်တော်မူသောဘုရားသခင်လူမျိုးတော်ကိုရွေးကောက်သလိုကျွန်တော်တို့ကိုရွေးကောက်သောကြောင့်ကျေးဇူးတင်ပါ၏ကျွန်တော်တို့သည်ရွေးကောက်ခြင်းကိုခံရသောသူများဖြစ်တဲ့အတွက်ဖောက်ပြန်ပုံကန်တတ်တဲ့အမျိုးထဲမှာမပါစေပဲကိုရောထံတော်ဘာမှာတစ္ဆာရှိစွာရှင်းကပ်ကြသောသူများဖြစ်စေပါအပြစ်တရားကိုမုန်း၍အပြစ်သားကိုကယ်တင်သောဘုရားသခင်လက်တော်ထဲမှာနေရာကျစေတော်မူပါဘုရားသခင်ဒီနေ့ကျွန်တော်တို့ဒီကိုရောကိုချစ်လက်ကိုရောထံတော်သို့တိုးဝင်တဲ့အခါကိုရောကိုဆက်သက်အံသောငါယူဆောင်လာတဲ့ကျွန်တော်အသက်တာဤပူဇော်တက္ကများကိုလည်းနှစ်သက်ဖို့ပူဇော်တက္ကဖြစ်စေတော်မူပါအချင်းဤသောအရာများဖြင့်ဘုရားသခင်ကိုကိုးကွယ်ချင့်ကပ်ကြသောသူများမဖြစ်စေပဲမေတ္တာတော်၌ကျင့်လေကြသောမေတ္တာကိုပြန်လဲဖော်ပြအသက်ရှင်နိုင်သောသူများဖြစ်ဤမေတ္တာတရားကိုရည်ကဲ့သို့ဘုရားသခင်ထံတော်မှာဆက်ကပ်နိုင်သောသူများဖြစ်စေတော်မူပါကျေးဇူးကြီးလာပါ၏ဖကျွန်တော်ကျမအဖြစ်တို့သည်ကပလာလိုနေပေမဲ့မိုးပွင့်ကဲ့သို့ဖြူစင်စေမယ်ဆိုကိုရဲ့ဂရုစကားကျေးဇူးတော်နဲ့အဲ့ဒီမေတ္တာတော်ကိုကျွန်တော်ဒီနေ့ခံစားသည့်အတွက်အသက်တာခွန်အားများဖြစ်စေပါတယ်ဒါကြောင့်သူကျေးဇူးတော်၌ဆက်လက်ရှင်သန်စေပါဘုရားသခင်
မိတို့အသက်တာကိုတန်ရှင်းစေဖို့နေ့တိုင်းအသက်ပြည့်ပြည့်နေဖို့ပါနှစ်သက်ဖို့အသက်ရှင်ခြင်းထဲမှာသွားလာနိုင်ဖို့ကျွန်တော်တို့ကိုယနေ့တန်ရှင်းခြင်းနဲ့အတူကိုယ်အလိုတော်အကြံကြီးတော်ကိုတွင်တင်လက်လမ်းပြပါမိကြောင်းသခင်ယေရှုနာမတော်၌ဆုတောင်း၍ယေရှုတော်ချီးမွမ်းလျက်ဆက်ကပ်ကြပါသည်ဘုရားသခင်အာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးတစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေသောအာမင်